ပါတယ်။အဲ့ဒီလူကတော့ပုံမှန်ထက်ကိုပိုပြီးကြိုးဆိုနေသလိုပါပဲ။သူကကင်နာရဲ့တရားတွေကိုချက်ချင်းပတ်တီးစီးပေးပြီးညအိပ်ဖို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့ဒီဖော်ရွေမှုရဲ့နောက်ကွယ်မှာတေးစေနိုင်တဲ့လူရွှက်ချက်တစ်ခုရှိနေပါတယ်။ညနေတဲ့အထာအန်ဆေးကအိမ်မပြောနိုင်ဖြစ်နေပါတယ်။သူအိမ်အနက်ရှောက်ကြည့်နေတော့နောက်ဖေးကိုရောက်သွားတဲ့အခါသူ့ရှိကမြင်ကွင်းကသူ့ကိုချက်ချင်းအေးခဲသွားစေပါတယ်။နောက်ဖေးချန်တစ်ခုလုံးဟာထူးဆန်းတဲ့သွေးနေရောင်တစ်ပင်တွေနဲ့ပြည့်နေပါတယ်။တစ်ပင်ပေါ်ကအသီးတွေဟာတောက်ပါတဲ့အနီရောင်တွေနဲ့ခုံလုံနေသည့်သွေးတွေနဲ့ပြည့်နေပါတယ်။ပြီးတော့တစ်ပင်တစ်ပင်ချင်းစီရဲ့အောက်မှာ6ကန်နေတဲ့အလောင်းတစ်လောင်းစီရှိနေပါတယ်။သူတို့အားလုံးဟာဒီရွာကရွာသားတွေနဲ့တူနေပါတယ်။အန်ဆေးကဘာဖြစ်နေတာလဲဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်။သူချက်ချင်းပဲကင်နာကိုရှာကိုအခန်းထဲကိုအပြေးပြန်သွားပါတယ်။ဒါပေမဲ့သူမြင်လိုက်ရတဲ့အရာကသူ့ကိုလုံးဝမျောလင့်ချက်မဲ့သွားစေပါတယ်။ကင်နာရဲ့လေပင်တန်ရာပေါ်မှာသွေးတစ်ပင်လေးတစ်ပင်ပေါက်နေပြီလေ။အန်ဆေးကသူ့မကိုအိမ်ထဲကနေချက်ချင်းဆွဲထုတ်သွားပါတယ်။အဲ့ဒီအချိန်ကျမှအဲ့ဒီလူဟာလူသားတစ်ယောက်မဟုတ်ဘူးဆိုတာသူသိလိုက်ရတာပါ။သူကသွေးတစ်ပင်တွေကိုအမိဖြူပြီးအသက်ရှင်နေတဲ့သွေးဆုပ်ဖို့ကောင်းတစ်ယောက်ပါ။သူ့ရဲ့ရီစာနဲ့ရွာသားအလုံးဟာသူ့ကြောင့်ဒီသွေးတစ်ပင်တွေအဖြစ်ပြောင်းလဲသွားခဲ့ရတာပါ။အဲ့ဒီအချိန်မှာပဲကင်နာဟာမခံမရနိုင်အောင်ရေးငတ်လာပြီးသူမရဲ့တတိတွေလည်းလွတ်လာပါတော့တယ်။နောက်ဆုံးမှာတော့သူမဟာဆက်ပြီးမထိန်ထားနိုင်တော့ပဲသူမရဲ့တရားကနေပေါက်နေတဲ့အသီးကိုဆွတ်ယူပြီးတလုတ်တဲနဲ့မျိုးချလိုက်ပါတော့တယ်။